ပြီးသွားရင်ဘယ်လိုရမလဲဆိုရင်ဒီလိုလေးရမယ်မင်္ဂလာပါဒီနေ့လည်းကျွန်တော်တကြံမိုးဆိုတဲ့တခြင်းလေးကိုပေါ့နော်ဘယ်လိုလေး remix လေးလုပ်ကိုရိုးရှင်းရှင်းလေးလုပ်လို့ရတဲ့ပုံစံလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်ခင်ဗျထုံးစံတိုင်းပဲကျွန်တော်ဒီဟာလေးကိုလည်း Telegram group မှာ detail လေးကျွန်တော်တင်ပေးသွားပါမယ်ဒါကတော့ကျွန်တော်ဒီမှာနော်မြန်ဆန်လေးကျွန်တော်ပြန်မှာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းကျွန်တော်ဒီမှာနော် string စီပါကျွန်တော်ရောထည့်လာတယ်နော်ဒီကိုချင်းလေးကျွန်တော်ဖွင့်လိုက်တယ်ဒါတော့ဒီကောင် cop နော်ဒါသူ့ရဲ့ cop သူ့ရဲ့ key ကတော့ကျွန်တော်တို့ e နော်ဒီပါလို့ရှိရင်ဒီအပေါ်မှာဒီ pad လေးတွေကျွန်တော်ရောပြီးတော့ထည့်လိုက်တယ်နော်ဒီပါလို့ရှိရင်နောက်ထပ်ဒီမှာနော်အဲ့တော့ဒီလိုသုံးလိုက်ရပါမယ်နော်အဲ့ဒါတည်တယ်ပြီးသွားလို့ရှိရင်ဒီအောက်မှာသူရဲ့ကျွန်တော် melody စီတည်တယ်နော်တန်ဖိုးကတော့ကျွန်တော်140နော်142 143ပေါ့နော်143ကျွန်တော်ဒီထားတယ်အဲ့ဒါတည်တယ်ပြီးသွားရင်အောက်က base ကျွန်တော်ထပ်လိုက်ထားတယ်နော် base ရတယ်ကျွန်တော် root note ကိုပဲကျွန်တော်တည်ထားတယ်နော်အဲ့တော့ဒီ3ခုပေါင်းပြီးတော့ကျွန်တော်ပြီး fx ဈေးပါလေးပါညာပေါ့ဗျာနည်းနည်းရှည်ရှောင်းလေးကျွန်တော်နည်းနည်းထပ်ထည့်လိုက်တယ်ဗျာထည့်ပြီးရင်ဖွင့်ကြည့်မယ်ဆိုရင်နော်အဲ့လိုလေးရမယ်ပြီးရင်ကျွန်တော်ဒီမှာဘာပေါ့နော်ပေးလာမယ်လာပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ vocal ဝင်မယ်ပေါ့နော်နော်အဲ့မှာကျွန်တော်ကဒီမှာ bass ကိုကျွန်တော်ဒီလိုတီးထားတယ်နော် blue note ကိုပဲကျွန်တော်တီးထားတယ်ငါပြင် layering စေးပါလေးပါညာပါဗျာတန်လဲထပ်လုပ်လိုက်ပါပြီးပါရင်လည်းကျွန်တော်ဒီမှာ plug လေးပါကျွန်တော်တီးရတယ်နော်ဒါလည်း cork တွေပဲနော် cork တွေပဲ rather ခုနက bass အတိုင်းကိုပဲကျွန်တော်ယူပြီးတီးထားတယ်အားလုံးပေါင်းလိုက်ရင်ဒီလိုဖြစ်သွားတယ်နော် vocal ထပ်ထည့်ရင်ပြီးပါရင်ဒီမှာ chorus အဲ့မှာကြတော့ဒီမှာကျွန်တော် up စီတွေပါကျွန်တော်ထည့်ရတယ်နောက်က fade သဘောမျိုးလေးပြီးပါရင်ဒီကောင်နော်ဟိုပါလဲနောက်က backing ပေါ့နော်ကျွန်တော်ဒီ pad string စီကိုကျွန်တော်octave လေးတခုတင်ပြီးသူခောက်ကိုပဲကျွန်တော်ရေးထားပေးလိုက်တယ်နော်ဒီအောက်ကတော့ဒါ drum ပေါ့နော် kick နဲ့ပါညာပေါ့ဗျာနော်အဲ့လေးပေါ့စနေပေါ့နော်သူ drum pattern နဲ့ရှင်းပါတယ်2ထောက်ပဲဟာပြီးသွားရင်ကျွန်တော်ဒီမှာ bass dub လေးလာမယ်နဲ့ကျွန်တော် screen recorder နဲ့ကျွန်တော်နည်းနည်းလေးထည့်နေလိမ့်မယ်ကျွန်တော်နော်အဲ့ melody ဆိုကျွန်တော်ဘာလို့တီးထားလဲဆိုတော့ရိုးလေးပါပဲဘာမှခက်စစ်မဟုတ်ဘူးเนาะဒီလိုလေးကျွန်တော်တီးထားတယ်ကျွန်တော်တီးတန့်ဖွင့်ပြမယ်เนาะ layering စီပါလို့ထပ်လုပ်ပေါ့ဗျာပြီးသွားရင်လားအဲ့ဒါကို layering စီပါထပ်လုပ်ပြီးသွားရင်ဘယ်လိုရမလဲဆိုရင်ဒီလိုလေးရမယ်
နော်ဒါပဲအဲ့ဒါကိုပဲကျွန်တော် repeat တွေပါညာပါဗျာလုပ်လိုက်တာပါနော် okay ပါကျေးဇူးတင်ပါတယ်ခင်ဗျ